ချိုးမပြေလို့စင်မျိုးတာခံလိုက်ရတဲ့ဘိုးပါကြီးကဲဒီဗီဒီယိုလေးကိုကြည့်လိုက်ပါဦးဒါလေးကတော့ဟိုတလောကနေမီဒီယာတွေနဲ့ပွဲဖြစ်သွားပြီးဘိုးပါကြီးတယောက်စင်မျိုးတာခံလိုက်ရတဲ့ဗီဒီယိုလေးပါဘိုးပါကြီးဟာဆိုရင်လူတိုင်းတော်တော်များများနဲ့ပွဲလဲဖြစ်ပြီးအချိန်တိုင်းမှာလည်းမြင့်မှန်မဲကြီးကိုတက်တာတက်တဲ့အဆိုတော်တယောက်ဖြစ်ပါတယ်ဒီပွဲမှာတော့သူပဲတကယ်ပဲစင်ရဲ့အနေထားကိုမသိတာလားမြင့်မှန်မဲကြီးတက်ထားလို့ပဲမမြင်တာလားမသိစင်မျိုးတာခံလိုက်ရပါတယ်အားလုံးကြည့်ကြတဲ့အတိုင်းဘိုးပါကြီးဟာဆိုရင် game streamer ကိုလည်းအမြဲတမ်းလုပ်နေတဲ့သူမို့လို့ဒီလိုမျိုးဆေးရဆိုရတာတွေကိုလည်းနေ့စဉ်နဲ့အမြပြောပြနေတယ်လို့သူကိုယ်တိုင်နှုတ်ကဖွင့်ဟာပြောခဲ့ပါတယ်မျက်မှန်အမေကြီးကိုလည်းအမြဲတမ်းတက်ထားလေးရှိပြီးစတိုင်မဲထုတ်တာလားသူ့မျက်လုံးကိုပဲဖုံးထားကျင်တာလားတော့မသိကြပါဘူးအခုတော့ဒီလိုမျက်မှန်အမေကြီးတက်ထားကနေစေမော်ကနေပြုတ်ကြပြီးဆေးမျိုးတာခံလိုက်ရတဲ့ဗီဒီယိုလေးကိုအစအဆုံးတင်ပေးထားပါတယ်ဒီဗီဒီယိုကြည့်ပြီးအဆင်ပြေတယ်ဆိုရင်တော့ subscribe like and share လေးပေးခဲ့ပါဦးရှင်